န်ရောက်ရင်ကျွန်တော်အမြဲတည်းလေးရှိတာကတော့ Hotel KM Valley ပါ။ကျွန်တော်တို့ hotel ရောက်ပြီဖြစ်ပါတယ်။ကဲပါကျွန်တော် view ကအရန်မိုက်အဲ့ဒီ hotel ကအရန်လှတယ်။ဝန်ထမ်းတွေကသိပ်ဖော်ရွေတဲ့အပြင်ဓာတ်ပုံရိုက်စရာနေရာတွေအများကြီးကိုရှိရပါ။ဆိုလာစာနောက်တစ်ခုကစကုပင်တောင်ကြီးကိုမျက်နှာမူပြီးစောက်ထားတာပါ။ဒါကြောင့်အဲ့ဒီမှာကျွန်တော်တို့ရေကူးကြတယ်။ဓာတ်ပုံတွေဗီဒီယိုတွေတွားကြီးရိုက်ကြတယ်။ပြင်ပန်းသွားတဲ့အခါ spa room မှာအနှိပ်သွားခံခဲ့ပါသေးတယ်။ရှုခင်းကလည်းလှတယ်လို့အကုန်ကိုပြည့်စုံတဲ့ hotel တစ်ခုပါပဲ။ကဲခုဆိုလို့ရှိရင်တော့ကျွန်တော်တို့ရသိပြန်ကိုရောက်တာဖြစ်ပါတယ်ရသိပြန်ကိုမှာကျွန်တော်တို့ကိုမျိုးအိမ်နဲ့လည်းတွေ့လိုက်ပါတယ်ဟိုမှာမြောက်ကလေးတိုင်းတို့နေကောင်းလားဘာလုံးနေကြဖအံကိုရောက်ရင်သွားကိုသွားကြည့်တဲ့နောက်တနေရာကတော့ရသိပြန်ကိုပြီးရင်လွန်ညရေပြားအိမ်ပါဖအံကလမ်းမတွေဘေးမှာစပါးကင်းတွေရှိပြီးအရန်လှပါတယ်လွန်ညရေပြားအိမ်ဆိုရေလာကူးတဲ့သူတွေဖျားဘူးတွေနဲ့ပြည့်နေပါတယ်အဲ့ဒီကရေကကြီးပြီးတော်တော်လေးလှပါတယ်ဒါကြောင့်ပဲကျွန်တော်တို့ရေဝင်ကူးခဲ့ကြပါသေးတယ်ကဲကျွန်တော်တို့ခုရေကူးတော့မှာဖြစ်ပါတယ် Are you ready စစ်ဘက်ဗလာကြီးဖအံကတိတ်ကိုလှတဲ့မျိုးလေးပါဒီလိုသဘောကျလို့လေကျွန်တော် team က member အချို့ကိုဖအံကိုအလဲခေါ်သွားဖြစ်ခဲ့ပါတယ်ဒီကဦးလေးတွေအနီးတဲ့သဘောရမ်းကောင်းပါတယ်ဆိုတော့လှေစီးမယ်ဆိုရင်ဒီကိုလာပြောင်းလာစီးပါရသိပြန်ကူမှရှိပါတယ်နော်ကျွန်တော်တို့တွေဖအံညာစည်းထဲမှာပတ်ပြီးမုတ်လိုက်စားရင်အားပေးရသူတွေနဲ့တွေ့လို့ဓာတ်ပုံတွေရိုက်ဖြစ်ခဲ့ပါသေးတယ်မလက်ကပါဝင်ကင်ခဲ့နောက်နေ့တွေမှာလည်းတခြားနေရာတွေကိုရှောက်လေခဲ့ကြပါတယ်ဒါနဲ့ဖအံကိုရောက်ရင်ပတ်ဆက်မရှိလေထမင်းလုံးဝငတ်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်အဲ့ဒါကတကယ်အမှန်တရားပါဘာလို့လဲဆိုတော့နာမည်ကြီးဖျားတချို့မှာထမင်းအလကားကျွေးနေလို့ပါဟောတောင်ဝိုင်းအောင်မှာမနှက်စာစားဖြစ်ပါတယ်ဆွဲပြီးဒီမှာမုံလာဦးလောက်ပြီဘာလူမျိုးဖြစ်လို့ဘယ်ဘာသာဖြစ်လို့ဆိုပြီးခွဲခြားနေမှာမဟုတ်ပါဘူးတက်လို့စားနိုင်ရင်ဘယ်သူမှဆိုအလကားဝင်စားသွားလို့ရပါတယ်ဒါကမှတကယ်ဖျားဆုံးမနဲ့ညီနေတယ်လို့ပြောရမှာပါငါနဲ့ဘာသာမတူလို့ငါလူမျိုးမဟုတ်လို့ဆိုတဲ့တစ်ဖက်ပိတ်အယူဆတွေမရှိတာကိုလည်းတွေးရမှာပါဒါအပြင်သူတို့ကျွေးတာတွေကအတိုးမျိုးစုံပြီးစားကောင်းလွန်းလာပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့တနေ့လုံးဖျားတွေပတ်ပြီးထမင်းလိုက်စားခဲ့ပါသေးတယ်အံကိုပတ်ပြီးတော့စတူဒီတာလိုက်စားတယ်ဖြစ်ပါတယ်ငါပြီးရရှယ်မိုက်ကြဖန်ကိုရောက်ရင်တေချာဖို့ထမင်းမငတ်ဘူးလို့ပြောရတာဘာကြောင့်လဲဆိုတာကိုအခုဆိုသိလာမှာပါဖန်ကတိတ်ကိုနေလို့ကောင်းတဲ့မြို့ပါအခုနောက်ပိုင်းတဘာဝကိုကြိုက်တဲ့သူတွေလည်းအခြေချလာကြတာကိုတွေ့ရပါတယ်အဲ့ဒီလိုပြောင်းလာနေခြင်းရလောက်အောင်ရမ်းလာတဲ့တောင်တန်းကြီးတွေကိုပိုင်ဆိုင်ထားပါတယ်မိုးရင်းမှာဆိုတိတ်ကိုလှပြီးအလဲလာဖို့အကောင်းဆုံးချိန်ပါဒါကြောင့်မလို့မြန်မာပြည်ရဲ့ခီးသွားရတာသဘောကျရင်တော့ဖန်ကိုတေချာဖို့သွားလေကြည့်တဲ့တယ်လို့အကြံပေးလိုက်ရပါတယ်ချာလီယို